င်းထွက်ဘာလို့ TV တဲ့ဘာဖြစ်လဲဘာတော့လန့်မင်းဖွာဘာတော့ဟာဘောကဖွင့်ရပြန်ဟိုကလေးစီသွားမှာလား baby တဲ့โอ้ยကဲတဲ့ကဲကြောင်းပါလို့ကြောင်းပမာလေးချက်ကောင်ဘာမှမဆိုင်ဩဤစားခိုင်းတာဘာဆိုင်ရောဟာကလုတ်စားဘာရှိတယ်ချက်ကြည့်မယ်ချက်ရှိုးမယ်ပေါင်မလည်းမရှိဘူးလို့ဟာဘာစားကျမ်းမှာရှိရှောင်းဘာညာရောဘာဘူးဟဲ့ရပဲရောကျန်လာခဲ့လူကြီးတို့ဟိုဒီမှာပေါင်မိုးဒါကြီးပဲပေါင်မိုးဒီပေါင်မိုးဆိုတော့ဒါလိုက်ထဲမှာဟာမကလုတ်စားမယ်အဲ့တော့အသားပြားတို့ဘာလို့ညာတော့မိုးရဲ့တွားဒီရဲ့ရှိရကုန်ထဲမှာကျက်တော်ရဲ့ပြီးအသားထဲမယ်นี่ cheese ရတယ်โอเคသင်ပြေသွားပြီဟဲ့ဘာဖြစ်ဘာဖြစ်သွားလဲဒါဘာကြီးလို့ what the heck monster baby ရဲ့ခလီးလီစောက်တရေဖြစ်သွားကြတယ်ခလီးဗမာလေးမင်းဖွာဒီကငါပဲသွားမှာအဲ့ရခလီးပြောက်ဟုတ်တာဟိုရဲ့no မရရင်ရောခလေးဘာခိုင်းလဲကွာထွက်ပေါက်ရှာမှာပါအဲ့တော့ရမှာလားဟာလို့ကွာဘယ်လိုတော့ရမှာငါဘလို့ရေခဲတက်တာရောက်အဲ့ဒီမှာရပြီထွက်ပေါက်ပမာလဲအဲ့ထွက်ပေါက်ပြောင်းနေတယ်မင်းဖွာဒီဘက်မှာလားဟုတ်တယ်ဘာတော့ဟာခလေးရုပ်လေရုံစောက်တရေဟောက်ခွာမကြဟောက်ခွာဘာမှမသိ
ဘာလို့မှမသိဘူးလို့ဘယ်ကနေကောင်းလေးတရေဖြစ်ချင်နေတာဟောတရေဖြစ်ချင်အဲ့တော့ဟိုဒါဟောငါလက်ခွေးမကြည့်ရောလို့ဆောက်ကလေးကဘာတော့ဟာဘာတော့ဟာငါပဲသွားငါ့ပိတ်တယ်ဒါကြီးလို့ပေါ်သွားမှာလားမသိဘူးဟာပတ်တန်းမှာဘာလို့လဲအော်ဒါတိုက်ရမှာဘယ်ရောဆောက်ကလေးမင်းလာလားဆောက်ကလေးမင်းလာလားကလေးကအိတ်ဝါပါပြီတဲ့ဆောက်ကလေးတော်တော်ဒုက္ခပေးတာမျက်လုံးပွင့်လာဘာတော့အားလည်းမနေအိတ်တော့မင်းဖွာအိတ်တော့မဘယ်ရောက်ကျောင်းယူမြူတဲ့ဘာလို့ကျင်တာဒါကြီးမလားပုံဝင်ဖတ်ပြမယ် Oh my god ဘာဘိုးကြီးလဲတော့ဘာကြီးရောဆောက်ကလေးကလေးတော့ဘာထွက်လာတော့ငါပြုတ်ကြပါလားဟိုဘာတော့ဟာ Good night ကျေးဇူးတင်ပါတယ် Good night ပါဆောက်ကလေးတော့ဒုက္ခပေးတာဆောက်ကလေး Crown Childcare, the gold standard in babysitting. You have one new client message. Oh, hello, it's Casilda from apartment 10. Oh, thank you for the last sitter. They went down a treat. I'm off to a concert tonight. Could someone pop over and check in on my little prince? I'm sorry it's so last minute. Thanks. အဲ့ကြီးဆောက်ကလေးကြီးပြန်တော့အေးကြီးကတမျိုးကြီးလို့အေးကြီးကဘလို့ကြီးလေလို့ Where the baby တဲ့ကလေးပါမာလဲဆိုတော့ခိုင်းကွာအေးရောကလေးပြောက်နေတာဖိုက်ပိတ်ရမျက်လုံးနေလို့ဂျုံတော့လိုက်ရမှာလားမသိဘူးရောက်နေပေါ်မှာလို့ကလေးရရောက်မင်းဖွာဆောက်ကလေးငါတကားလာပိတ်follow တဲ့ rapid တဲ့ဂျုံတော့လိုက်ပါတဲ့ဂျုံကလည်းမြန်တာကွာအေးစောင်းလို့ဘာကြီးလေဒါကြီးလို့တလေးကစီးရမှာပါတဲ့